လီယာဟာခင်မွန်းဖြစ်သူနဲ့ဆက်သွယ်နိုင်မဲ့နီးလိုင်းမြန်သမျှကိုဖျက်တောက်တီသူပေးထားတဲ့ critical ကိုလည်းထားရစ်ခဲ့ကနောက်ကျောင်းမလဲပဲနိုင်ငံသားကိုထွက်ခွာသွားပါတော့တယ်။အဲ့ဒီအချိန်မှာတော့ခင်မွန်းဖြစ်သူဟာဘာမှမသိပဲသူ့ရဲ့ရည်စားဟောင်းကလေးနှစ်ယောက်တို့နဲ့အတူပျော်ပါနေခဲ့တာပါ။တလကြာလို့သူအိမ်ပြန်လာတဲ့အခါမှာတော့ကိုတင်ဘွားမှာဖုန်နေတက်နေပြီးအေကန်ကလည်းပရန်ပတာခစ်နေတာကိုတွေးလိုက်ရပါတယ်။သူကဒေါသတကြီးနဲ့ဇနီးဖြစ်သူကိုအော်ဟောက်ဖို့ပြင်လိုက်ပေမဲ့အိမ်တော်တင်းကလီယာမရှိတော့တာတလပြီးချက်ချောင်းပြောလိုက်တဲ့အခါမှာတော့သူအံ့ဩသွားပါတယ်။တကယ်တော့သူတို့ရဲ့အိမ်တော်ကြီးဟာမိသားစုချင်းဖိအားပေးလို့လက်ထပ်ရတာပါ။လီယာကခင်မွန်းအပေါ်ဘလောက်ပဲဂရုစိုက်ပြုစုခဲ့ပါစေသူကတော့အမြဲတမ်းအေးဆက်နေခဲ့ပြီးသူ့ရင်ထဲမှာရီစားဟောင်းတစ်ယောက်ပဲရှိတယ်လို့ခါခါတီးတီးပြောဆိုလေးရှိပါတယ်။လီယာကတော့သူမရဲ့စေတနာတွေကသူ့နှလုံးသားကိုအရေးပြောစေလိမ့်မယ်လို့ယုံကြည်ခဲ့ပေမဲ့ရီစားဟောင်းပြန်ရောက်လာတဲ့အခါမှာတော့အရာအလုံးကပြောင်းလဲသွားပါတော့တယ်။လီယာအသက်နဲ့ရဲမိမွေးပေးခဲ့ရတဲ့အမြွကလေးနှစ်ယောက်ဟာလေရီစားဟောင်းရဲ့ဟန်ဆောင်ကောင်းမှုတွေအောက်မှာသူတို့အမေရင်းကိုစိန်ကားလာကြပါတယ်။တခါကဆိုရင်သမီးဖြစ်သူဟာလီယာလေကားပေါ်ကပုတ်ကြတေးသွားအောင်ဘောလုံးနဲ့သမင်ပြပေါက်ခဲ့ပါသေးတယ်။ကလေးတွေကသူတို့အမေကိုတန်ရာရကျင်ကြတာကရီးစားဟောင်းကိုသူတို့ရဲ့မိထွေးအထိမြင်ကျလို့ပါ။သမီးမှာတော့ကလေးတွေကအမေဖြစ်သူကသူတို့ကိုထမင်းမကျွေးဘူးလို့လိန်ညာတိုင်တော့ကြပါတယ်။ခင်မွန်ဖြစ်သူကလည်းအမှန်အတိုင်းမစုံစမ်းပဲလီယာကိုပဲအပြင်းထန်ဆဲဆိုခဲ့ပါတယ်။ဒီမြင်းကွင်းကိုကြည့်ပြီးရီးစားဟောင်းကတော့ကြည်နပ်နေခဲ့တာပေါ့။နှလုံးကျွေးခွဲသွားတဲ့လီယာဟာသူတို့ဘဝတွေကနေထာဝရပျောက်ကွယ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မှာလီယာကကွာရင်းစာချုပ်မှာလက်မှတ်ထိုးပြီးရီးစားဟောင်းစီသွားပေးလိုက်ပါတယ်။သူကိုရောကလေးတွေကိုရောနေယူလိုက်တော့လို့ပြောပြီးသူမထွက်ခွာဖို့ပြင်ပါတယ်။ခင်မွန်စီသူကလည်းဒါကိုကွာရင်းစာချုပ်မှာမတိပဲလက်မှတ်ထိုးပေးလိုက်ပါတယ်။ကလေးတွေကလည်းသူတို့အမေနဲ့မနေချင်ဘူးရီးစားဟောင်းနဲ့ပဲနေချင်တယ်လို့ပြောကြပါတယ်။လီယာအိမ်ပြန်ပြီးပစ္စည်းသိမ်းနေတော့မှကလေးတွေကသူမကိုစိတ်ပုတ်တယ်လို့ထပ်မံဆဲဆိုကြပြန်ပါတယ်။လီယာကအေးဒါဆိုလဲနင်းတို့ချစ်တဲ့သူနဲ့ပဲအညံဆုံးနေကြတော့လို့ပြောပြီးထွက်လာခဲ့ပါတယ်။မကြခင်မှာပဲကလေးနှစ်ယောက်ဟာတရက်သီးနဲ့မတက်လို့အလာကြီးထပြီးဆေးရုံရောက်သွားကြပါတယ်။ခင်နွန်းဖီသူကလီယာကတမင်လုတ်တာဆိုပြီးဆွတ်ဆွဲကလီယာကိုတရက်သီးဖြော်ရည်လေးအတင်းတိုက်ပြီးနှိပ်စက်ခဲ့ပါတယ်။လီယာလေးအပြင်းထန်အလာကြီးထပြီးတတိမြင့်သွားခဲ့ပါတယ်။နောက်ရက်မှာတော့ရီးစားဟောင်းကကလေးလေးကိုတရက်သီးဖြော်ရည်တိုက်ခဲ့တာယူမပါလို့ဝန်ခံလိုက်ပါတယ်။ဒါပေမဲ့ခင်မွန်းဖီသူကသူမကိုကြတော့ဘာမှမပြောပေမတိလို့လူတာပဲထားလိုက်ပါဆိုပြီးခွင့်လွှတ်ပေးခဲ့စလို့ကလေးတွေကလည်းရီးစားဟောင်းဘက်ကပဲကာကွယ်ပေးကြပါတယ်။ဒီတော့မှလီယာဟာသူမလေးတန်ဖိုးကဘာမှမရှိတော့ဘူးဆိုတာကိုသိသွားမှတော့တယ်။ကွာရင်ဖို့တက်မှတ်ထားတဲ့ရက်ပြည့်သွားတဲ့နေ့မှာလီယာဟာကလေးတွေအထက်နောက်ဆုံးအချိန်ကိတ်မုံလွတ်ပေးခဲ့ပေမဲ့ကလေးတွေကသူမကိုရိုင်းဆန်းဆန်းဆက်ဆံကြတော့အဲ့ဒီကိတ်မုံကိုအမိုက်ပုံးနဲ့လွှင့်ပစ်လိုက်ပါတယ်။ကလေးတွေကလည်းနင်းလိုအမီမျိုးငါတို့မရှိဘူးလို့အော်ဟောက်လိုက်ပါတယ်။ဒါဟာနောက်ဆုံးပါပဲ။လီယာဟာအားလုံးကိုဆွတ်လွတ်ပြီးနိုင်ငံသားကိုထွက်ခွာသွားပါတော့တယ်။သူမမရှိတော့တဲ့နောက်မှာတော့ဒီကျေးဇူးမတိတတ်တဲ့သားသမီးတွေနဲ့ခင်မွန်ဖြစ်သူဟာရီးစားဟောင်းရဲ့လက်ထဲမှာဘလို့မျိုးဒုက္ခရောက်ကြမလဲဆိုတာကိုတော့